ကျွန်တော်တို့မြန်မာတွေဒီ web dan audition လေးကိုနေပြီးတော့မတိတိတဲ့လူတွေတက်နေပြီးတော့ကျွန်တော်ဗီဒီယိုတစ်ပုဒ်တင်ပေးလိုက်မယ်เนาะအရင်စားလို့ကောင်းတဲ့ weather dan audition လေးကိုနေပြီးတော့ကျွန်တော်ဒီဗီဒီယိုပိုင်းမှာနေပြီးတော့အစနဲ့အဆုံးကိုနေပြီးတော့တင်ပေးသွားမယ်ကျွန်တော်တို့ဒီကြည့်နေရတဲ့အချိန်မှာနေပြီးတော့ဒီမွတ်စလင်အတိုင်းဝိုင်းတွေပါသွားမယ်ဆိုရင်ဒီဗီဒီယိုပိုင်းလေးကိုကြော်သွားပေးပါလို့ပြောချင်တယ်เนาะအဲ့ဒါဆိုရင်ကျွန်တော်တို့ရှင်မြန်မာတွေအကုန်လုံးနေပြီးတော့ကြည့်လိုက်မယ်ဗျာဟင်းကောင်တစ်ဖက်ရအောင်ပြီးတော့ချစ်မလဲဆိုတာเนาะဝတ်တာအိုကြီးချက်လေးအရန်မွေးလို့အိမ်ကြီးချင်းကတော့မေးလိုက်ရတယ်ချက်လေးကိုအိမ်မလွယ်လွယ်နဲ့စားလို့ကောင်းတယ်ဝတ်တာအိုကြီးချက်လေးပြပေးမယ်နော်အရင်ဆုံးဝတ်တာလေးတွေကိုလိုသူလိုသုံးထားပြီးတော့ရေတချာနဲ့ဆက်ထားပြလိုက်ပါမယ်စီပူလိုင်းကတော့ကြိတ်ထားတဲ့ဂျေးချက်တူဖြူနီစနစ်မအယောင်တင်မုံတော့ကိုစီတက်ပြလိုက်ပါမယ်စီတက်တဲ့နေရာမှာကြကြလေးစီတက်ပေးဖို့လိုပါတယ်ဒါမှလည်းဟင်းလေးကမွေးပြီးတော့စားကောင်းမှာဖြစ်ပါတယ်ခုလိုစီကြတက်လို့မွေးတာပြီဆိုရင်ကတော့ရေစီးထားတဲ့ဝတ်တာလေးတွေကိုထည့်လိုက်ပါမယ်အရင်အတွက်ချက်တောင်မုံရဲစားရဲညညနဲ့ပိန်းနဲ့ညာရေးလေးကိုပါထည့်ပြီးတော့ချက်တူနီဥလိုက်လေးကိုလည်းထည့်လိုက်ပါမယ်ကစကားမဆက်နေပြီးတော့ဒီဗီဒီယိုဖိုင်လေးမှာနေပြီးတော့တေချာလေးနေပြီးတော့ကြည့်ပါเนาะဘယ်လိုချစ်စားမှလဲဆိုတော့တေချာလေးကြည့်เนาะကျွန်တော်တို့နေပြီးတော့ဟင်းကောင်းတစ်ခွဲရမယ်ဆိုရင်မလွယ်ဘူးเนาะမနေ့ရောညရောစားမယ့်အရာမှာနေပြီးတော့တကယ့်ကလူတွေရဲ့နေပြီးတော့အာဟာရဖြစ်တဲ့စားစာဆိုရင်ကျွန်တော်တို့မိသားစုဝင်တွေလည်းနေပြီးတော့အကောင်လုံးနေပြီးတော့ပြမယ်ဆိုရင်เนาะကျင်မာရေးနဲ့ညီညွတ်တဲ့ကိုယ့်ရဲ့လက်ရလေးရှစ်တဲ့ဆိုရင်ကေကိုမိုက်တဲ့လက်ရတစ်ခွဲဖြစ်တယ်เนาะထမင်းစားမိအောင်ဆိုရင်ဒီဟင်းရှစ်တဲ့ဟာမှာလေးနေပြီးတော့အရင်ကိုနေပြီးတော့ရှစ်တဲ့ဖို့လေးလိုတယ်เนาะဖြစ်တယ်လို့ပဲစားလိုက်မယ်ဆိုရင်အာဟာရကမဖြစ်ဘူးသွေးသားကမဖြစ်ဘူးပေါ့ဒီလိုပေါ့เนาะနော်တေချာလေးတမကောင်အောင်လို့မွေးပေးလိုက်ပါမယ်မွေးတဲ့နေရာမှာလည်းအခုလိုမျိုးကြကြလေးမွေးပေးဖို့လိုပါတယ်အသားလေးကနေစီလေးအထွက်ပြီးစီလေးပြန်လာတဲ့အထိကိုကြကြလေးလုံးပြီးတော့မွေးရပို့ပြီးတော့စားပါမယ်ပြီးတော့အသားလေးချက်သွားစေဖို့အတွက်ရေရွေးလေးကိုအသားလေးတွေညှို့သွားတဲ့အထိကိုချက်ထားပေးလိုက်ပါမယ်တားပေါ်မူတည်ပြီးတော့ရေနေရေသုံးရေလောက်ကိုထည့်ချက်ပေးရပါမယ်အခုလိုချက်လိုက်တာဝတ်သားလေးတွေလည်းအီပြီးဆိုရင်ကတော့ပြီးပြီးတော့အောင်လို့တရုတ်မဆလာလေးကိုထည့်လိုက်ပါတယ်ပြီးရင်တော့တေချာလေးတမကောင်အောင်လို့မွေးမယ်ရေလေးခါလို့စီလေးပြန်လာပြီဆိုရင်ကတော့အလိုက်ရတာနဲ့ပြည့်စုံစေရဲ့ပိတ်ချက်လက်ရဝတ်သားစကားလေးမဆက်နေပြီးတော့ကြည့်ရှုနေကြတဲ့ကျွန်တော်တို့အမျိုးတွေနေပြီးတော့ like and share လေး subscribe လေးတွေပါလေနှိုက်ပေးသွားပါအောင်လို့ကျွန်တော်တောင်းဆိုရှင်နေဗျာနော်ကျွန်တော်တို့ handshake လေးတွေဘုသူထားရမယ်တစ်ဆယ်သွားမယ်လို့ကျွန်တော်ကနေပြီးတော့ဒီဗီဒီယိုဖိုင်လေးကိုကြည့်ရှုနေကြတဲ့ကျွန်တော်တို့အမျိုးတွေနော်ဒီ handshake လေးမျိုးစုံကိုနေပြီးတော့ကျွန်တော်ကတင်ပေးသွားမှာဖြစ်လို့ like and subscribe လေးတွေပါလေနှိုက်ပေးသွားကြပါအောင်လို့ကျွန်တော်တောင်းဆိုရှင်တယ်ဒီချက်ကလေးရပါပြီရှင်ရန်တော့အစားတော့ကောင်းပါတယ်ဟင်းကနော်လက်ရလေးကရင်းကိုထူရှားတယ်ဒီလက်ရမျိုးတွေကနေပြီးတော့เนาะကျွန်တော်တို့မြန်မာတွေဒီလိုဟင်းကုန်းတစ်ခွဲရမယ်ဆိုရင်မိသားစုတွေနဲ့နွေးနွေးထွေးထွေးနေပြီးတော့စားသုံးလို့ရတယ်เนาะယောက်ျားလည်းချစ်တရမယ်မိန်းကလေးလည်းချစ်တရမယ်เนาะဒီမိန်းမဖြစ်သူကမအားတဲ့ချိန်မှာနေပြီးတော့ယောက်ျားလေးဖြစ်သူကနေပြီးတော့ဒီလိုစဖမှုနေရာကိုနေပြီးတော့တာဝန်ယူရမယ်မဟုတ်ဘူးလားเนาะဒါမှနေပြီးတော့အင်ထောင်ရေးမှာနေပြီးတော့အဆင်ပြေချောမွေးမှာဖြစ်တယ်เนาะဥပမာယောက်ျားလေးဖြစ်သူတော့နေပြီးတော့ဟန်ရှက်မတက်ဘူးဆိုရင်မိန်းမဖြစ်သူကနေပြီးတော့မအားတဲ့ရှိမှဆိုရင်ဒီထမင်းကဘယ်လိုစားကြမလဲเนาะဒါဒီလိုဒီဟန်ရှက်တဲ့မျိုးစုံကိုဗီဒီယိုဖိုင်လေးတွေကိုကြည့်နေမယ်ဆိုရင်ဟင်းလေးကောင်းကောင်းနေပြီးတော့ရှက်တက်မယ်เนาะဥပမာထမင်းစားမိအောင်ဆိုရင်ဟင်းလေးကောင်းကောင်းရှက်တက်ဖို့လိုတယ်เนาะဟုတ်ဘူးလားဒီလိုဟင်းကောင်းတစ်ခွဲရဖို့ဆိုရင်ကျွန်တော်တို့ဒီလိုဟင်းချင်းလေးတွေကိုနေပြီးတော့တိတိကျကျလေးကြည့်သင်ဖို့လိုတယ်เนาะကျွန်တော်တို့မိသားစုထမင်းဝိုင်းမှာနေပြီးတော့ဟင်းကောင်းတစ်ခွဲရဖို့ဆိုတာရင်အရင်အရေးကြီးတယ်เนาะတခြားဟာတွေကိုကြည့်မဲ့အစားကျွန်တော်တို့ဒီရှစ်ပြုံးရဲ့ line တွေကိုလည်းကြည့်ကြပါကျွန်တော်တို့ရှင်ပြန်ပါတယ်မိန်းကလေးတွေရောယောက်ျားလေးတွေရောအကုန်လုံးเนาะကျွန်တော်ကနေပြီးဒီရှစ်ပြုံးနဲ့ပတ်သက်လာရင်ကျွန်တော်ကအရင်ကိုတိုက်တွန်းတယ်เนาะကျွန်တော်မြန်မာရှင်မြန်မာတွေကိုကောလုံးချီချွနေကြတဲ့ကျွန်တော်တို့မျိုးတွေစကားမဆက်เนาะနောက်တစ်ခါထည့်ပြလိုက်မယ်ကျွန်တော်ကိုအားပေးကြည့်ရှုနေကြတဲ့ကျွန်တော်တို့အမျိုးတွေ like and subscribe လေးတွေပါတယ်အပေးသွားပါဦးလို့ကျွန်တော်တောင်းဆိုရှင်တယ်ဗျာ